လောက်ပဲပွဲရထားဘလောက်ပဲယာရုကြည်စဉ်းစားကြည့်ဖို့ပြောပြတာနော်ကိုချင်းသီလဘက်ကပျက်စီးသွားပြီဆိုရင်အရှက်တကွဲအကျိုးမဲ့ဖြစ်သွားနိုင်အရှက်တကွဲဖြစ်သွားနိုင်တယ်နော်အရှက်တကွဲဖြစ်သွားတယ်လူသိက္ခာမရှိဘူးဆိုတာအလုံးရဲ့အမြင်မှာဂုဏ်သိက္ခာကျဆင်းသွားတယ်ဒါကိုချင်းသီလကဘလောက်ဂုဏ်သိက္ခာတင်ပေးထားတယ်ဆိုတာစဉ်းစားကြည့်ကိုချင်းသီလပြက်ပြန်းသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘလောက်ပဲပဲဆန်ချမ်းသာဘလောက်ပဲယာရုကြီးကိုချင်းတရားပြက်ပြသွားပြီဆိုရင်လူသိက္ခာကင်းမဲ့သွားတဲ့ပုဂ္ဂိုလ်ဖြစ်အလုံးကတမှုမထားတော့တဲ့ပုဂ္ဂိုလ်ရွှင်ရှာတိုက်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ကိုချင်းသီလမရှိတော့ကလည်းထီလူပဲကိုချင်းသီလမရှိတော့လည်းထီလူပဲအဲ့တော့သူ့ဘာကြောင့်လေးစားတာတော့ဆိုကိုချင်းသီလကြောင့်လေးစားတာဆိုထင်ရှားတယ်ပေါ့နော်ကိုချင်းသီလမရှိလို့အပုတ်ချခံလိုက်ရပြီခုခေတ်ဆိုပို့ဆိုးတာပေါ့နော်ဖော်ထုတ်ခံလိုက်ရပြီဆိုရင်သူ့ရဲ့ကိုယ်သိက္ခာတွေကျဆင်းသွားတယ်ကိုယ်သိက္ခာတွေပြက်ပြားသွားတယ်အဲ့တော့ကိုချင်းသီလရဲ့တန်ဖိုးဟာဒီဘဝမှာပဲအလုံးကိုအရေးကြီးတယ်လို့ပြောဒါကြောင့်မို့ဆရာမလောင်းနေအလုံးဟာနံပါတ်1ကိုချင်းသီလနဲ့ပြည့်စုံတို့တွေစ조사အထောက်အမှာဖြစ်တယ်ဒါဖြင့်ကိုချင်းသီလရှိအောင်မလုပ်ရကိုချင်းသီလရှိအောင်လုပ်ရမယ်အချက်2ချက်ရှိတယ်ဘယ်ရာပဲဖြစ်ပညာနဲ့ထိရမှာဖြစ်တယ်ကိုချင်းသီလကောင်းဖို့အတွက်စဉ်းစားရမှာ2ခုကိုချင်းသီလပြက်ပြားခြင်းရဲ့အပြစ်ကိုချင်းသီလရှိခြင်းရဲ့အကျိုးအဲ့ဒီ2ခုဆင်ញင်ဖို့လိုတယ်ပေါ့ဆင်ញင်တယ်ဆိုတာကိုယ့်ရင်ထဲမှာကိုချင်းသီလပြက်ပြားသွားရင်ဘဝဟာဘယ်လောက်ထိအောင်နှုံချသွားနိုင်တယ်သူ့ရဲ့အပြစ်ကိုချင်းသီလပြက်သွားလို့ရှိရင်ဘယ်လောက်ပဲလောကမှာဆက်ဆရာကောင်းသွားနိုင်တယ်ဆိုတာကိုနံပါတ်1တွေးတော်ရမယ်ဆင်ញင်ရမယ်ကိုချင်းသီလပြက်ခြင်းနောက်ဘဝငရဲကြတာတွေမကြတာတွေအသာထားကိုမသိဘူးဒီဘဝမှာရင်ကြည့်လက်ရှိဘဝမှာလည်းပဲကိုချင်းသီလပြက်ပြားသွားပြီဆိုရင်ငါဟာလူအတိုင်းဝိုင်းထဲမှာအထူးသဖြင့်လူအတိုင်းဝိုင်းဆိုတဲ့ထဲမှာဂုဏ်သိက္ခာရှိတယ်လူအတိုင်းဝိုင်းထဲမှာကိုဟာမဝင်ဆန်းတော့ကိုချင်းသီလပြက်ပြားသွားလို့ဂုဏ်ရှိတည်ရှိဘဝနဲ့ခေါင်းမော့ခါကော့ပြီးမွဲ့နိုင်ဘူးကိုချင်းသီလမကောင်းတဲ့ပုဂ္ဂိုလ်ဆိုတာအောက်တန်းနောက်တန်းရောက်သွားနိုင်တယ်ဒါကြောင့်မို့ကိုချင်းသီလမရှိခြင်းရဲ့အပြည့်ဟာဒီဘဝတည်းမဲ့တို့တွေလူရမကွေးတဲ့ဘဝမျိုးရောက်စေနိုင်တယ်နောက်အကျိုးကိုစဉ်းကျင်စဉ်းစားကြည့်လိုက်ကိုချင်းသီလရှိလို့ရှိရင်ဘယ်ပရိသတ်ထဲသွားဘယ်အတိုင်းဝိုင်းနဲ့ဝင်ကိုဟာမဟုတ်တာမလုပ်တဲ့လူတယောက်ဆိုခုံရှိတယ်သိက္ခာသမာဓိရှိတဲ့ပုဂ္ဂိုလ်ဖြစ်အလုံးကလက်ခံတယ်နော်ဝင်ဆန်းတယ်ကိုယ့်ရဲ့တရင်နေဟာလည်းကောင်းတရင်ပဲရှိတယ်အဆိုးမရှိဘူးဒါကိုချင်းသီလကောင်းခြင်းရဲ့အကျိုးတရားလေးတွေအဲ့ဒီအပြစ်နဲ့အကျိုးကိုတွေးတောဆင်ခြင်ခြင်းအားဖြင့်လည်းပဲကိုချင်းသီလထိမ့်သိမ့်မှုအတွက်အင်အားရရလာနိုင်ပါတယ်တဲ့